ဝိပဿနာကုသိုလ်တားရင်ပါလေဓမ္မန္တရေနော်ဝိပဿနာဆိုတာနော်မိမိခန္ဓာမှာထင်ရှားရာယုံနာတစ်ခုကိုရုပ်ပဲနာမ်ပဲအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့သိအောင်ရှုတာဟုတ်ပါလေဝိပဿနာတည်ငြိမ်အောင်ရှုတာကသမထနော်သိအောင်ရှုတာကဝိပဿနာမတူဘူးနော်သမထကတည်ငြိမ်မှုကိုဦးစားပေးတာဝိပဿနာသိမှုကိုဦးစားပေးတာအဲ့တော့ဒါရုပ်ပဲဒါနံပဲအနိစ္စပဲဒုက္ခပဲအနတ္တပဲအကြောင်းပဲအကျိုးပဲဒီလိုတွေခွဲခြားသိမြင်သွားအောင်ရှုတာဝိပဿနာအဲ့ဒီဝိပဿနာကိုတားရင်လဲဘာအန္တရာယ်ဓမ္မန္တရေပဲနော်ပြောပြမယ်တချို့ရှိတယ်ဘုံဘုံတို့ငယ်ငယ်တုန်းကဆိုရင်လေဝိပဿနာအရင်ခေတ်မစားသေးဘူးဘုံဘုံတို့ငယ်ငယ်တုန်းကအဲ့တော့ဝိပဿနာလုပ်လို့တယောက်တလေများကြောင်တောင်ဖြစ်သွားလို့ရှိရင်အမှန်တော့ဝိပဿနာဆိုတာဆရာကောင်းတော့ရှိရတယ်နော်ဘာရှိရဆရာကောင်းရှိရတယ်ဆရာကောင်းကလမ်းညွန်မပေးနိုင်ဘူးဆိုရင်တော့ကိုလောက်တာလွဲရင်လွဲမှာပေါ့ဆရာကောင်းလမ်းညွန်ပေးနိုင်တယ်ဆိုရင်တော့ဝိပဿနာဟာယူတဲ့ဆေးလားအယူပြောက်တဲ့ဆေးလားအယူပြောက်တဲ့ဆေးလေဘုံဘုံတို့ဟိုးတုန်းကမြတ်စွာဘုရားရှင်လက်ထက်တုန်းကပတာစာရီဘယ်သူတဲ့ပတာစာရီအယူမကြီးကအယူပြောက်ချက်ချင်းအယူပြောက်သွားတာဟာအဲ့ဒါဘာလဲဝိပဿနာပဲလေမြတ်စွာဘုရားကတတိန်ပฏิလပပကိနေအယူမကြီးလေမြတ်စွာဘုရားတရားပွဲနာလက်တနဲ့ရောက်လာတာတကူလုံးအဝတ်တောင်မပါဘူးအဲမြတ်စွာဘုရားကတတိန်ပฏิလပပကိနေချစ်နမပတာစာရီတတိထားလိုက်ပါဆိုတတိပဋ္ဌာန်တရားဆိုတာခန္ဓာကိုယ်မှာတတိထားကြည့်ရတာလေအဲ့တော့တတိထားလိုက်ပါဆိုတာ ਨੇ ဖတ်ခနဲ့ခန္ဓာကိုယ်တတိကလည်းတော့ဟဲငါမှအဝတ်လည်းမပါဘူးအဲ့မှာရှက်စိတ်တွေဝင်တာအယူကိုတခွန်းနဲ့ပျောက်တာနော်တစ်ချက်တည်းခန္ဓာပြန်ကြည့်တစ်ချက်တည်းပျောက်သွားတာအဲ့ဘေးကလူကအဝတ်လည်းပြစ်ပေးလိုက်ရောအဲ့ဝတ်လေးလုံးအောင်ပတ်ပြီးတော့မြတ်စွာဘုရားထံသွားတယ်အပူတယ်မတပြီးတော့အပူငြိမ်းချောင်းတရားကောင်းတွေဟောပေးပါဗျာဆိုမြတ်စွာဘုရားဟောလိုက်တာတရားလဲဆုံးသောတာပန်လည်းဖြစ်ခဲဝိပဿနာကယူတဲ့တရားလားအယူပြောက်တဲ့တရားလားအဲနင်တို့ထိုင်နေကောင်းတာထသွားမှကြိုးမှန်းသိတချို့တွေအားထုတ်ရင်းနဲ့မလုတ်တတ်တော့ယူသွားတတ်တယ်ယူတယ်သူကြားတယ်နော်ရန်တမ်းမလုံးနဲ့ဘာညာဆိုဟောအေးဟုတ်တယ်ကိုယ့်ကိုနေအကောင်းတာတရားအားထုတ်မှယူသွားရင်ဒုက္ခတော့မထုတ်တော့ဘူးဆိုအနေနဲ့သူမြတ်ဝိပဿနာလုံးမဲ့ဟာမလုတ်ဖြစ်တော့ပြန်ဘူးမသိမသာနဲ့တားလိုက်တယ်လို့မဖြစ်ဘူးလားဖြစ်သွားတာဓမ္မန္တရေသတိထားအန္တရာယ်များသတိထားဆိုအဲ့ဒါပြောတယ်နော်တခါတလေကျတော့ကိုဒေါသလျောက်တားတာမကျင်တတ်လို့တားတာ तू တာသွားမှဆိုလို့တားတာတွေရှိတယ်လို့တခါတလေမသိမသာတားပြစ်သွားတာတွေလည်းရှိတယ်မသိမသာပဲလှုပ်သိသိသာသာပဲလှုပ်အန္တရာယ်ဖြစ်သွားရင်တော့တံပြန်သက်ရောက်မှုတွေမလာဘူးလားလာမလားတံပြန်သက်ရောက်မှုကဒီဘဝနောက်ဘဝနိဗ္ဗာန်မရမချင်းသွားမှာနော်အဲ့ဒီလိုကံတွေကအကျိုးပေးသွားမှာဒါကြောင့်ပုံညံတရေနဲ့ဓမ္မန္တရေပြန်ပြောမယ်ဒါနကိုတားရင်ပုံညံတရေသီလရဲ့သမထရဲ့ဝိပဿနာရဲ့သုံးမျိုးတားရင်ဓမ္မန္တရေဟုတ်တယ်နော်အဲ့ဒါတွေတားရင်ကဲဓမ္မန္တရေကြတော့လိုက်ဆိုဓမ္မန္တရေသင့်သူမဲ့နောင်ဝဲမိုက်ဖြင်းလိမ္မာကင်းရုပ်ချင်းအတိဖြစ်လိမ့်မယ်ဓမ္မန္တရေသင့်သူမဲ့နောင်ဝဲမိုက်ဖြင်းလိမ္မာကင်းရုပ်ချင်းအတိဖြစ်လိမ့်မယ်ဓမ္မန္တရေသင့်သွားရင်နောင်ဘဝမှာမိုက်တဲ့ဖြင်းတဲ့လူဟုတ်တယ်နော်ဗါတယ်လေမိုက်တဲ့ဖြင်းတဲ့လူမိုက်တဲ့ဖြင်းတဲ့လူဆိုတာအသိလိမ္မာဉာဏ်ပညာအားနည်းတဲ့လူပြောတာနော်လိမ္မာကင်းရုပ်ချင်းအတိပြီးလိုက်မယ်တဲ့မြင့်မြတ်တာမဖြစ်နိုင်တော့ရုပ်ညံ့တဲ့ဘဝပဲရောက်မယ်အသိလိမ္မာဉာဏ်ပညာကင်းပြီးဖြင်းမယ်အမယ်မိုက်မဲမယ်တွေးဝေးမယ်တုံးအမယ်အဲ့ဘဝမျိုးရောက်သွားမှာတဲ့ဘာကြောင့်လဲဆိုဝိပဿနာတားကြည့်လေဝိပဿနာဆိုခန္ဓာမှာယုံနံတဲ့အနိစ္စဒုက္ခအနတ္တမြင်အောင်ဉာဏ်နဲ့မြင်အောင်ရှုရတဲ့အလုပ်အဲ့ဉာဏ်ကိုမဖြစ်အောင်တားလိုက်တဲ့အတွက်နောက်ဘဝကိုမှဉာဏ်ကင်းသွားတာဉာဏ်ကင်းသွားရင်ဘဝကိုထိန်းချောင်းတာဉာဏ်နော်ဘဝကိုထိန်းချောင်းတာပါလေဉာဏ်ပါဗျာသင့်တော်ဤမသင့်တော်ဤသွားသင့်မသွားသင့်လှုပ်သင့်မလှုပ်သင့်ပြောသင့်မပြောသင့်ဘဝလမ်းကြောင်းကြီးမထိန်းဆောင်အောင်ထိန်းချောင်းတာပါလေဉာဏ်အဲ့ဉာဏ်ကင်းသွားပြီမိုက်ဖြင်းတုံးအသွားပြီဆိုရင်အဲ့လူဘဝကလည်းတခါတည်းပိတ်ပြီးသားဖြစ်မဖြစ်ဘူးလားဖြစ်သွားလားဒါကြောင့်အန္တရာယ်ဟာ၄မျိုးရှိပါတယ်တကယ်အတွက်နဲ့ခေါင်းစဉ်ကတော့2မျိုးပုံညံတရေနဲ့ဓမ္မန္တရေပုံညံတရေကဒါနကိုတားတာဓမ္မန္တရေကသီလရဲ့သမထရဲ့ဝိပဿနာရဲ့3မျိုးတားတာနော်အဲ့တော့သင့်သွားရင်ဘဝတန္တရာမှာပုံညံတရေသင့်ပြီဆိုရင်တော့ချမ်းသာဖို့မစင်စားနဲ့နတ်မှန်အောင်စားရကံကောင်း